တက္ကသိုလ်ကျောင်းသားဘဝနဲ့တာမဏေကျော်ကျောင်းသားဘဝမြင်းစည်းခြင်းလို့သင်္ကန်းစီးခဲ့တဲ့ကောင်လေးဟာအတန်းကျောင်းကိုနှုတ်ဆက်ဘုန်းကြီးကျောင်းကိုမာရသွန်ပြေးခဲ့တယ်။ဘဝကိုချိန်ခွင်ပေါ်မှာတင်ကြည့်တော့အခုဆိုရင်19နှစ်နဲ့10ဝါရပြီ။ကာယံမညီတဲ့ယဟန်ဘဝကဖာယာသင်္ကန်းလေးနဲ့တောက်ပခဲ့တဲ့ကောင်ပါ။ဘာမုံဆုံးလဲမေးတော့ထမင်းမုံဆုံးလို့ပြောခဲ့တဲ့ကောင်ဟာထမင်းတစ်လုံးအတွက်အတင်းပြေးခဲ့ရတယ်။အမေဟာသူ့သားအတွက်ဂုံယူမဆုံးခင်မျက်ရည်တွေကိုအောင်ငိုခဲ့ဘူးတဲ့။မမပေါ့ရေကျောင်းသွားရင်ကျဲအမြဲထောင်တတ်တဲ့နင့်မောင်ပါ။စပင်လည်းမရှိတော့သလိုကျဲထောင်စရာလည်းမလိုတော့ဘူးပေါ့။ဆီယမတင်ကြီးရေတင်ချာညက်နဲ့ကျောင်းသားလေးတွေများတွေ့ရင်16နှစ်နဲ့ရွာပြင်မှာဓမ္မစကူးထောင်ခဲ့တဲ့ကျွန်တော်ကိုခွင့်လွှတ်ပါ။အိမ်မပြန်ရင်ဆီယမအဖေကိုလိုက်မပို့ခိုင်းတော့ဘူး။တုတ်တန်ရောက်လဲတပါးတဲ့နိဗ္ဗာန်ရောက်လဲတရွဲရဲခေါ်ဖို့ကံပါလာတဲ့ကောင်မို့ပါမမမိမိရေတကယ်လို့များနိုင်ငံသားမှာစနောက်ခံရတဲ့အခါနေမောင်လေးတယောက်ဖနှက်မပေါက်တော့ဘူးမမကိုကာကွယ်ဝယ်ဘူးတလို့သာသနာတော်ကိုလည်းကာကွယ်ရအောင်မယ်မဟုတ်လားငါကဲလုံးဟာဂျပန်ထိမှမရောက်တာအိမ်သားတွေများပါခဲ့မလိန်တော့ပါဘူးမမဝင်းတို့ရေလိန်တာလဲမူသားမြောက်တယ်မဟုတ်လားပါဠိတော်ကြီးတွေကန်ရတော့အိမ်သားဆိုတာမဖြစ်စလို့အသေးအမွားလေးပါမမရာမမဘွဲရရင်ဒီမောင်လဲ10တန်းအောင်ဆိုပြီးတော့ပလန်ချခဲ့ပေမဲ့မမဘွဲရတဲ့နှစ်ကဒီမောင်လဲဘွဲရခဲ့တယ်အထက်တန်းကျောင်းမှာမပျော်တဲ့မမငိမ့်ရေငါလဲအထက်တန်းနေရှိတဲ့နင်တို့ဝေးမှာမပျော်ဘူးဂျင်းမောင်းကြီးကြိုက်တဲ့မိမိသားဘိုးကေအမြဲထားတဲ့နင်တို့မောင်ဒီတစ်ခါအိမ်ပြန်ရောက်ရင်ပိတ်စကြီးခြုံပြီးကရုံးကြီးနေဘူးလန်းခဲ့ပါပဲပြိုင်မဲညိုလေးအမြဲစီးတတ်တဲ့နင်းမောင်သင်္ကန်းစီးပြီးအိမ်ပြန်ခဲ့ပါပဲဘောဖနက်ညီလေးအိမ်မှာရှိသေးရင်ကျွန်တော်လိုရှိုးထုတ်တတ်တဲ့ចောင်းသားလေးတွေကိုပေးလိုက်ပါကျွန်တော်များဒီတစ်ခါအိမ်ပြန်လာရင်မေမေလို့လည်းမခေါ်ဘူးဖေဖေလို့လည်းမခေါ်ဘူးကျွန်တော်လဲတကာကြီးတကာမကြီးတို့ရဲ့သားမဟုတ်တော့ဘူးအကိုများဒီတစ်ခါအိမ်ပြန်လာရင်ညီမလေးကထွက်ကြိုနိုင်ပေမဲ့အကိုကဖွေးမဆိုနိုင်တော့တဲ့မြစ်တော်တွေနဲ့ကောင်းဖို့ခွင့်လွတ်ပါဒီတခါအိမ်ပြန်လာရင်ရေဘူးရေအေးရောမထားတော့နဲ့ကြီးကြီးရေပဲပြုတ်ဆိုရင်မစားတတ်တဲ့ကြီးကြီးရဲ့ဒူတော်မောင်ကြီးကလေပဲပြုတ်နဲ့ဟင်းမောင်းမှာအသားကျခဲ့ပြီဒီတခါမိုးတွေရွာရင်ကြောင်းလာမကြိုတော့နဲ့ဖေဖေရေမိုးရွာတယ်လဲစွန့်ခံထွက်တတ်ပြီမို့လာမကြိုတော့နဲ့ဖေဖေရေဆီယာမကိုရီးသားစကားပြောကွာဆိုတဲ့ဦးကြီးရဲ့ကိတ်ထိမသားလေးဟာ